ကျွန်တော်လည်းအရင်တော့တော်တော်လေးကိုကြောင်ခဲ့တဲ့လူမျိုးပါကြက်ကြော်ရီတောင်မှအသားလေးတွေကိုသူ့ကိုကြွေးပဲဂျိုးလေးတွေစားခဲ့တာမျိုးလို့ဒီဗီဒီယိုကြည့်နေတဲ့လူငယ်တွေလည်းဖြစ်ကြမယ်လို့ကျွန်တော်ထင်တယ်မုတ်ခွန်လေးတောင်မှသူစားပြီးသားမုတ်ခွန်လေးတောင်မှတိန်းနာတာမျိုးလို့သူများတွေတော့ပြောတယ်မင်းတော်တော်ကြောင်တဲ့ကောင်ပါကွာစောက်ယူဒါပေမဲ့အဲတုန်းကအစကားတွေကကျွန်တော်ကအရန်ချစ်ခဲ့တာကိုအစကားတွေကျွန်တော်နားမဝင်ခဲ့ဆိုတော့ဒီဗီဒီယိုကအချစ်မျက်နှာတက်ကပါလုံနေတဲ့လူတွေအတွက်ဖြစ်ပါတယ်ရီးကထားတာကောင်းလားဆိုတော့လည်းကောင်းတယ်ဒါပေမဲ့တိုးတဲ့ဘက်ကိုမသွားသေးခြင်းကျွန်တော်ကတော့တိုးတဲ့ဘက်ကိုရောက်သွားခဲ့တယ်အပေါင်းအသင်းတွေနဲ့လစ်ဟာခဲ့တယ်ပတ်ဝန်းကျင်နဲ့ကျွန်တော်တော်တော်လေးကိုဆက်တော့တက်ခဲ့တယ်ဖုန်းထဲမှာပဲရီးသားနဲ့ပဲကျူတယ်ပြောရတယ်ဒါပေမဲ့ကျတော့အတင်းနဲ့တကယ်တမ်းကွဲတဲ့ချိန်ကြတော့ကိုဘေးထဲမှာလစ်ဟာခဲ့တဲ့လူတွေကဘာမှမရှိတော့ဘူးကိုတယောက်တည်းပဲဖြစ်သွားတဲ့ချိန်မှာသွေးတယ်ယူတယ်ကွဲတယ်မျိုးတွေဖြစ်ကြတာဒါကြောင့်မလို့လူငယ်တော်တော်များများဖြစ်ရလဲထင်တယ်ဒါကြောင့်မို့ဒီဗီဒီယိုလေးရိုက်ကြည့်ခြင်းဖြစ်ပါတယ်ရှေ့ကတော့မေးကောင်းမေးနိုင်တယ်ဟောရီးသားတော့တကွာလို့တော့ဘာဖြစ်လဲကွာဖြစ်ပါတယ်ကျွန်တော်ရီးသားတော့တကွာလို့တဲ့အချိန်မှာကျွန်တော်ကောင်မလေးဆိုရင်သူနဲ့စကားပြောတာရမ်းတိုက်သူကကျွန်တော်အချိန်ပေးမှကျွန်တော်လည်းဒီဗီဒီယိုလုပ်နေတဲ့အတွက်သူ့အချိန်မပေးနိုင်ဒါကြောင့်မို့ကျွန်တော်ဗီဒီယိုရိုက်တယ်သူ့အချိန်မပေးနိုင်တော့စိတ်ကောက်တယ်နောက်ပိုင်းကျတော့ကျွန်တော်တနေ့ချိန်7 နာရီလောက်အချိန်ပေးပြတယ်ဒီချိန်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ဒီလိုတွေကျွန်တော်ဝါသနာပါတာတွေလုပ်ဖို့တော့နှောင့်နှေးကိုနောက်ကျတော့အရင်မိကားတွေဒီကိုမောင်နှမတွေကျွန်တော်မှတ်ရတခုဆိုရင်ကျွန်တော်အရင်နှစ်တောင်နိုင်တော့သူကကျွန်တော်လည်း6လေဖို့ပြည်တင်ချက်တယ်တမန်တကယ်ကျွန်တော်တို့မိသားစုရဲ့အတင်လားကျွန်တော်တဲ့စစောင်းနိုင်ကျွန်တော်တို့ကြော်ပွဲရှိတယ်ဒါပေမဲ့ကျွန်တော်အချင်းမြတ်တကောင်လောက်ပြီးတော့ကျွန်တော်ခေါင်းမနေကျွန်တော်သွားခဲ့ကြော်ပွဲကိုကျွန်တော်ခက်ခဲ့အမှဝိုင်းပြောကြတယ်ဗျာမိသားစုကတော့မှကျွန်တော်ချင်းပက်ကြီးတောင်ဖြစ်သွားသေးတယ်တနေ့တစ်ခါတောင်ကြော်ခဲ့တဲ့လူကဘာလို့ဒီကောင်မလေးတယောက်တည်းနဲ့အပြင်သွားပြီးတော့သူ့ကိုပဲအချိန်ပေးတာလဲမိသားစုကအချိန်မပေးနိုင်ဘူးလားဆိုကျွန်တော်ဖြစ်ခဲ့ရဲခါပါတော့ပေါင်းတင်နေကြောင်းအပေါင်းတင်နေနားမှာလဲကျွန်တော်တို့ကောင်းတဲ့လူနဲ့ပေါင်းတယ်လို့ကျွန်တော်တို့ဆိုးတဲ့လူနဲ့ပဲပေါင်းတယ်ဒါပေမဲ့ထားလိုက်ပါအောင်ကောင်မလေးကပြောတဲ့ပေါင်းတဲ့အပေါင်းတင်တွေဆိုရင်ပေါင်းကောင်းတဲ့အပေါင်းတင်တွေရှောင်းတယ်ကျွန်တော်ရှောင်းလို့ရတယ်ဆိုကောင်မလေးကျတော့ဒီပေါင်းတင်ကိုမကြိုက်ဘူးဒါပေမဲ့ကျွန်တော်တို့ကအဆင်ပြေနေဗျာသူတို့နဲ့ဒါပေမဲ့မကြိုက်ဘူးဆိုရင်ကျွန်တော်တို့ကကောင်မလေးမျက်နှာတကဘာဆိုတော့ရှောင်ဖယ်လိုက်ရတယ်လည်းရှိတယ်ကျွန်တော်နင်းနာသွားတဲ့ဟာကြီးလည်းအများကြီးအဲ့လိုလေလူငယ်တော်တော်များများဖြစ်တတ်ကြတယ်တချို့ကပြောရကွာသူကပုံပြီးဖြစ်တာအဲ့လိုကြတာမင်းဘယ်လိုပြောလဲပုံပြီးဖြစ်တဲ့လူတွေမှန်ပါတယ်တချို့ကလည်းပုံပြီးဖြစ်ကြတယ်လို့ပြောကြတယ်ပုံပြီးဖြစ်ကြတဲ့လူတွေတော့ကကျွန်တော်တော့ချီဝေးတော့ဘာမှမပြောချင်ပုံပြီးဖြစ်လို့ရှိရင်ကိုကရောပုံပြီးပြန်ရအောင်ကျွန်တော်ပြောချင်တာသူ့ကိုကျွန်တော်တို့ပုံပြီးဖြစ်တယ်သူ့လာကိုကျွန်တော်ဝယ်ပေးတယ်ဒါကကျွန်တော်ရည်သားတပေါင်းမှာကျွန်တော်လုတ်ခင်မယ်ပူလိုချင်တာကျွန်တော်ဝယ်ပေးတယ်တကယ်လို့ပြတ်သွားခဲ့သည်ရှိတော့ငါပုံပြီးဖြစ်တာကွာညောင်းငါမချစ်ဘူးဘာညာပြန်ပြောကြတယ်ဒါရောတကယ်တမ်းလို့လားအခုကျတော့ကောင်မလေးတွေရှိတယ်ကျွန်တော်ကဒါလုပ်ပြီးလို့သူကကျွန်တော်ဒါပြန်လုပ်ပြီးရဒါကတော့ဒါထုံးတယ်မယ်ကျွန်တော်လူဘက်မှလည်းမလိုက်ပြီးပြောချင်တာလည်းမဟုတ်ဘူးအဲ့ဒီညမှာကျွန်တော်ပြောညီလေးတယောက်လာပြောဘူးတယ်သူ့ကောင်မလေးကတဲ့သူ့ပြတ်သွားတယ်တဲ့သူတို့ညောင်းအများကြီးပေါ့ကြည့်ရမလားချစ်ကြရလဲကြီးတွေချစ်ကြတယ်ကျွန်တော်လည်းသူ့ပုံပြီးချစ်ပေးတာဒါပေမဲ့ तू ကဘာလို့ကျွန်တော်ပြတ်သွားတာလဲကျွန်တော်တခုပြောချင်တာကကျွန်တော်တို့ပုံပြီးချစ်တယ်လို့တစ်ဖက်လူကပုံပြီးချစ်နိုင်တာဆိုတာပါပဲအဲ့ဒါပဲကျွန်တော်တခုပြောချင်တယ်နောက်ပြီးတော့ကျွန်တော်တို့အသိကွဲတယ်ဆိုငါပုံပြီးချစ်တာလို့အကြီးအသေးကွဲရမယ်လို့တိတိလေးချစ်တာလို့တိတိလေးပဲအသိကွဲရမယ်လို့မဆိုင်ကျွန်တော်အသေးကွဲတော့ဒါတောက်လျှောက်အသေးကွဲပါပဲငါပုံပြီးချစ်တာတော့ငါတေးမှဒီယာကြီးကပြောင်းမယ်လို့ကြည့်ရမလားငါတယောက်ချင်းဒီမှဒီယာကြီးကပြောင်းမယ်လို့လုံးဝမဟုတ်ကျွန်တော်အသေးကွဲတော့လေဘာဖြစ်ကျွန်တော်တငယ်ချင်းတွေရှိမယ်ပေါင်းတင်းတွေရှိမယ်မိတ်ဆွေတွေရှိမယ်မိဘတွေရှိမယ်အကောင်လုံးကအစားထိုးလို့ရတာပဲကျွန်တော်အစားထိုးရဲဆိုတာဒီသားမှအစားထိုးခိုင်းတာမဟုတ်တငယ်ချင်းနဲ့အစားထိုးလို့ရတယ်ချစ်သူနေရာမှာကျွန်တော်ပြောချင်တာကချစ်သူနဲ့တွားလဲမဲ့နေရာမှာတငယ်ချင်းနဲ့တွားလဲလိုက်တော့ပိုပြီးပြောမကောင်းဘူးဒါပြောချင်တာပါတချို့လူတွေပုံပြီးချစ်ကြတယ်ပုံပြီးချစ်ကြတယ်ပုံပြီးချစ်လို့ရတယ်ဒါပေမဲ့ကျွန်တော်စိတ်ကြီးနှစ်ပြီးမချစ်ဖို့ပဲအချစ်တွေလည်းအကုန်ပေးထားလို့ရတယ်तू ကငါ့ကိုပဲချစ်တာပါ तू ကငါ့ကိုပဲလက်ထပ်မှာပါ तू ကငါ့ကိုပဲယူမှာပါဒီနေ့ငါတို့ရဲ့အိမ်မက်ကဘာလေးလက်တွေ့ချစ်လာမှာပါဆိုတဲ့ဟာကြီးအကိုတိုင်းအကောင့်ထဲဖော်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့18 19 20ဒီကတေကစားတဲ့အရွယ်လေးတွေကျွန်တော်တို့ဒီချိန်မှာကျွန်တော်တို့ခေါင်းနဲ့အိုင်ဖိတ်ထားမှာကကျွန်တော်ရေရှည်လုံးမဲ့အရာတစ်ခုရယ်ကျွန်တော်တို့ပန်းနိုင်ကျွန်တော်ရီမန်းချက်တွေကျွန်တော်ခေါင်းထဲထည့်တာကျွန်တော်ရီသားဘလို့အဘူးလားဆိုတော့ကျွန်တော်ပြောချင်တာကရီကလည်းလိုအပ်တယ်သူကတောင်းတနေရကအခုညီပေးမဲ့ဆိုရင်တော့ညှိပေးနိုင်တယ်သူကသူ့ကိုထားပြီးမှကျွန်တော်တို့လုပ်ငန်းတွေအတွက်
နည်းနည်းစိတ်အနှောက်အယှက်ဖြစ်နေကျွန်တော်ဒီကြီးသားကြီးကလက်တွဲထုတ်တဲ့ကြရသူကတော့ကျွန်တော်ကခုဗီဒီယိုရိုက်တယ်ခုနကျွန်တော်ကြီးသားလိုပဲကျွန်တော်ဗီဒီယိုရိုက်တယ်ကျွန်တော်တနေ့ကိုဗီဒီယိုက3ခါလောက်ရိုက်တယ်သူကသူ့ကိုကျွန်တော်အချိန်မပေးချင်ဘူးဒါပေမဲ့သူကသူ့ကိုတနေ့8နာရီလောက်အချိန်ပေးမှရှင်းပြီးမယ်ဒီလိုနေရာမှာကျွန်တော်တို့ကညှိရတော့မယ်ဗျာကျွန်တော်ညှိရဲငါကိုကတော့ဒီလိုဗီဒီယိုရိုက်ဗီဒီယိုကရိုက်ရတဲ့ဘယ်လိုလုပ်မလဲလို့သူကတနေ့8နာရီလောက်မှအချိန်ပေးမယ်ဆိုတော့အချိန်မပြေတော့အချိန်မပြေရင်ဘာလို့တင်လမ်းခွဲတဲ့ကျွန်တော်တို့ကရေရှည်သွားမှာဖြစ်တဲ့အတွက်ဒီကောင်မလေးကကျွန်တော်တို့လူပေါင်းတိုင်း60ရှိရဲ့ထဲမှာကောင်မလေးကဒီတယောက်တည်းမှပို့တာအများကြီးပဲငါဒီကောင်မလေးတယောက်တည်းရှိတယ်တို့ဒီကောင်မလေးတယောက်ပဲငါ့ကိုနားလည်ပြီးနိုင်တာပါဆိုတာလို့ကျွန်တော်တို့မှာကျွန်တော်တို့ချက်တွေပြန်ရနိုင်ကြလို့လူတွေကတော့ချက်တင်းမြတ်တာထားတော့ကောင်းတယ်ကျွန်တော်တို့တက်လူတွေရှီအောင်ပါပဲကျွန်တော်လိုက်ရှာအောင်ပါပဲကျွန်တော်ပြောနေလို့ကိုကြီးသားဒီလိုမျိုးလက္ခဏာတွေတွေ့ပြီးဒီလိုမျိုးထက်လက်တွေတွေ့လာဘာလေးတင်လဲဆိုတော့သူကကိုယ့်ဘောကောင်းတာကိုယ့်ဘောကောင်းနိုင်ရင်တော့ကောင်းတာပေါ့ဒါတဲ့တကူကကိုယ့်ဘောအများကြီးမတိခတ်ပေးနိုင်အောင်လားသူရမကောင်းတဲ့ချက်တွေများနေလားများနေဆိုကျွန်တော်တို့နည်းနည်းရှင်းလိုက်တွေ့ပါကိုမကြိုက်တဲ့ချက်တွေသူ့ကိုပြောသူမကြိုက်တဲ့ချက်တွေကိုပြောပြီးကျွန်တော်တို့ညှိလို့ရပါတယ်ညှိရနေရမှာလည်းသိရမလားကျွန်တော်တို့ကသူကတော့ပြောမှာပဲကျွန်တော်တို့အချက်5ချက်ဆို5ချက်ထုတ်ပြောလိုက်မယ်ကျွန်တော်5ချက်ကိုတစ်ချက်ချင်းမျိုးရှင်းပြနိုင်ကိုရေးကြည့်ပါရှင်းပြတဲ့နေရာမှာလည်းသူကအချိန်ပေးဖို့ပြောလို့ရှိရင်ကျွန်တော်တို့ကအချိန်မပေးနိုင်တဲ့အကြောင်းရင်းကိုကျွန်တော်တို့အလုံးနဲ့တကွာတက်ပြီးပြအဲ့ဒါတွေကကျွန်တော်တို့လိုအပ်တယ်နောက်ပြီးတော့သူကပြောလိုက်မယ်နောက်နေ့ကျရင်ယူမယ်တို့အဲ့ဒါတွေကပြောလို့ရှိရင်ကျွန်တော်တို့ကနောက်နေ့ယူဖို့အတွက်ရှင်းနေဖြစ်ပြီလားကျွန်တော်တို့မိဘရောအသင်ပြောင်းထားနိုင်ပြီလားအဲ့ဒါတွေကိုကျွန်တော်တို့ရေးကြည့်တယ်အခုဆိုရင်ဗျာကျွန်တော်ပတ်ဝန်းကျင်မှာကျွန်တော်မြင်ရတယ်ကျွန်တော်တငယ်ချင်းဆိုလဲမိမကိုရတယ်မိမကိုရဲဆိုတော့သူ့ကိုသူတော်ဗျာတည်တယ်မှလားသမင်းအိုးတော်မှအနိုင်သူသမင်းတစ်လုံးတော့သူမရှာစားနိုင်သေးဘူးသူမိဘတွေထောက်ပတ်မပြောနေသေးသမင်းတစ်လုံးတော့နိုင်ရှာစားမရှာစားနိုင်သေးအဲ့ဒါကသူကမိမရှိရဲဆိုတော့ကျွန်တော်တို့ဂုံယူပြီးလာပြောတာငါမိမရပါပြီဂုံယူရတာခုလောကမှာအဲ့လိုလမ်းကြောင်းဖားပြီးရောက်သွားတယ်အများကြီးပဲနောက်ပြီးကြရင်ကျွန်တော်တို့ကသူတို့ကယူပြီးတော့သူတို့ကအချိန်ခဏလေးတစ်ခုပဲသူကတွေ့ရကျွန်တော်လည်းတွေးဘူးလေကျွန်တော်ရေးသားရလို့ချင်းကျွန်တော်ရေးသားနေကျွန်တော်တွေးဘူးတယ်ယူလို့ရှိရင်စကားတူကြည့်ရမယ်သမင်းတူခွန်စားရမယ်တူအိတ်ရမယ်ပုံညောင်းလို့ရှိရင်နှိပ်ပေးမယ်အဝိတူလျှော်မယ်သမင်းတူချက်မယ်အဲ့ဒါလေးနဲ့သူကအပြောလေးနဲ့အသွေးလေးနဲ့သူတို့ตาရပြီးတော့သူကအဲ့လိုလက်တွေ့အကောင့်တွေပေါ်ခြင်းနဲ့သူတို့ခိုးပြေးသွားကြအဲ့ကနဲ့လွယ်လွယ်လေးပဲပြင်လာတို့နေဖို့ခင်ရောရှိရုပ်ရှင်တူကြည့်ဖို့နေတာသူတို့နေဖို့ခင်ရောရှိရှိတာငါမေရှိရတယ်အဲ့အမေရောပြင်ထားနိုင်မှာခုလေကျဲတယ်အဲ့ဒါပဲကျွန်တော်ပြောနေတာတကယ်လက်တွေ့စက်ကခင်းသားဖို့လို့တယ်အများကြီးအရှိကြီးမတွေးနေပဲနဲ့ကိုယ်နဲ့ပတ်ဝန်းကျင်နီးနီးနားနားဟာလေးပဲတွေးလိုက်သူယူတော့ငါယူတော့မယ်ဆိုရင်ကောင်းလားမကောင်းလားကောင်းရင်တော့ကိုမသာပြင်မလားတစ်လောက်30ဝင်တယ်ဆိုပါစို့အိတ်လည်းရှိတယ်ကားလည်းရှိတယ်မိဘလည်းတင်တော့တင်နဲ့ထားနိုင်နေတစ်ပတ်ချမ်းမှာအဲ့လိုဆိုရင်ယူပေါ့မယူနဲ့လို့မပြောယူလို့ရတယ်ဒါပေမဲ့ခုချိန်မှာကျွန်တော်ပြောချင်တာလူငယ်တော်တော်များများကတက်လန်းကိုမရှိဘဲနဲ့သူတို့ကြာလန်းကိုပဲစင်းနေကြတာလေကျွန်တော်ပြောချင်သူတို့ကသူတက်လန်းကိုသူတို့မရှာဘူးဗျာတက်လန်းကိုသူတို့မစင်းစားတော့သူတို့ကထားလိုက်ပါကျွန်တော်ပတ်ဝန်းကျင်မှာပယံလုံနေသူကပယံလုံတဲ့တရုတ်1000ရတယ်သူကလူလုံးနဲ့ဒီပတ်ဝန်းကျင်မှာပဲဒီပယံလုံရသူတို့ကြီးပြင်းတော့သူတို့ကဒီပယံဆရာဖြစ်ဖို့သူတို့မမှန်းတော့ငါတို့က1000ရငါအစီအမီတယ်ငါမိသားစုအစီအမီတယ်ဆိုရင်ပုံစံမျိုးပယံဆရာဘာလို့မဖြစ်ရပါလဲ10နှစ်လောက်လည်းပယံဆရာဖြစ်နေမင်းရောပယံလို့လောက်ဘူးတော့လေကောင်မလေးကိုဝယ်ပေးကျွန်တော်ယူခဲ့တဲ့ပုံပေါ့ဗျာသိရမလားကျွန်တော်ကောင်မလေးကိုအင်ကြီးဝယ်ပေးခြင်းတာနဲ့ပယံနေလုတ်တယ်ကျွန်တော်ပုံပြောမယ်ကျွန်တော်ပယံလုတ်တယ်ညောင်းလိုက်တွေးတယ်သပင်ညှက်တယ်ရဲစစ်ပစ္စည်းတွေပြင်တတ်တယ်ဒန်နီပန်းဦးပန်းကသမင်းပေါင်းတွေကျွန်တော်အကုန်ပြင်တတ်တယ်အောက်ခြေသိန်းအားကအကုန်လုတ်တယ်ပတ်စံလုံးဝမရှိဘူးအဲ့ဒီကဆိုကျွန်တော်ကောင်မလေးကကျွန်တော်မနေ့ကျရင်ကျွန်တော်ရုပ်ရှင်ကိုသွားကြည့်တော့မှာညပိုင်းကျွန်တော်ပတ်စံမရှိဘူးအလုပ်လိုက်ကြတော့ဘေးအင်ရအနီးကစေးုံတက်နေရောစေးုံတက်တော့သူ့ကိုစေးုံဆောင်ပေးနေ2000ရမယ်ကျွန်တော်စေးုံမှာဆောင်ပေးဘူးတဲ့တကယ်အဲ့ပတ်စံနဲ့မလဲကြတော့2000ရလိုက်ကျွန်တော်ရုပ်ရှင်ကြည့်ပြီအဲ့လိုမျိုးယူတဲ့ကြီးဗျာတကယ်တမ်းစဉ်းစားကြည့်ဗျာအဲ့ပတ်စံတွေကကျွန်တော်မိဘကိုပေးရမှာမဟုတ်ဘူးလားမိဘကိုပေးရမယ်ဆိုဗျာပို့သုံးဖို့နည်းနည်းယူလာမယ်မိဘကိုနည်းနည်းလောက်ပေးပြီးတော့မကြောတင်ကျွန်တော်အဲ့ချိန်ကမိဘတွေကောင်းနေမရှိဘူးစစ်စီရေးသားထားတာအတိုင်းပဲကျွန်တော်တို့ကောင်းနေမှာဗျာသိရမလားချစ်တာပါချစ်တာတွေသစ္စာတွေမေတ္တာတွေဂရုဏာတွေကျွန်တော်တို့ကထားနေတဲ့အခါကျတော့လူငယ်ထားတာမှန်အမေကျွန်တော်တို့တစ်ဖက်မှာကခေါင်းထဲမှာမိဘဆိုတဲ့ຢာတွေထည့်ထားသေးခြင်း
ဖြစ်နိုင်လို့ရှိရင်အပေါင်းအသင်းလည်းထည့်ထားကြည့်ကျွန်တော်တို့အပေါင်းအသင်းရပဲဆွေးချတဲ့အပေါင်းအသင်းရှိတယ်ကောင်းတဲ့အပေါင်းအသင်းရှိတယ်ကျွန်တော်တို့ခုကောင်းတဲ့အပေါင်းအသင်းထဲမှာရှင်းနေပြီးတော့ကောင်းလာတဲ့ကျွန်တော်သာတစ်ခုစဉ်းစားမိတာကကျွန်တော်သာခုနအချစ်သာတစ်ကဘာအလုပ်နေမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကောင်းတဲ့အပေါင်းအသင်းတွေတွေ့ပါကျွန်တော်အိမ်ထဲမှာပဲတင်မလားတော်နဲ့8 နာရီလုံးကျွန်တော်ချိန်ဖြုံးနေမယ်သူနဲ့ပဲစကားပြောနေမယ်သူနဲ့ပဲအင်သွားနေမယ်ဆိုကျွန်တော်အဆင်ပြေပါမပြေနိုင်နောက်တစ်ခုပြောချင်တာကခုနကျွန်တော်တို့ဖြတ်လိုက်တင်လားဆိုတော့မကောင်းရင်တော့လုံးဝလက်တွဲမထားသေးဘူးဖြတ်လိုက်တင်ပါလေဖြတ်ပြီးတော့ကျွန်တော်အသေးခွင့်ကျွန်တော်ဘယ်လိုလုပ်ရမလဲမိခွန်းနေလည်းမေးလာကြအောင်ပါပဲကျွန်တော်မှန်ပါတယ်အချစ်စစ်နဲ့ချစ်ခဲ့တယ်ဆိုတော့ခံစားရမှာဘရာသာလည်းခံစားမှာကျွန်တော်လည်းခံစားရမှာပဲအဲ့လိုထင်ကြဖြတ်လိုက်ပြီးဆိုရင်ကိုယ်စိတ်ထဲမှာဘာမှမတွေးရပဲနဲ့ဘယ်လိုမှုအော်ရမလဲဆိုတော့ကျွန်တော်ဆိုရင်ကျွန်တော်တငယ်ချင်းနဲ့ပေါင်းနေတယ်ကျွန်တော်ပတ်သွားလိုက်တယ်အကောင်းဆုံးနည်းနဲ့တရားထိုင်လိုက်တယ်စိတ်ငြိမ်အောင်လို့နောက်တစ်ခုကကျွန်တော်မိဘအလုပ်ကြီးကျွန်တော်ပို့ပြီးကူလို့ပေးပြတယ်ပကံသေးပေးတာတို့အမေဝတ်တွေကူလျှော်ပေးတာတို့လုပ်ပေးပြတော့အမေကကျွန်တော်မထင်တဲ့တုတ်ပြန်မှုမျိုးနဲ့တုတ်ပြန်တယ်ဗျာထားလိုက်တော့ကျွန်တော်ဟိုတစ်ခါဆိုကျွန်တော်အဝတ်လျှော်ပြီးတော့လာနန်းတယ်ဗျာငါသားလေးကအိမ်မှာလာပြီးလာနန်းအဲ့လိုမျိုးဟာကြီးကကျွန်တော်အချင်းမြတ်တကဘာလို့အဲ့လိုမျိုးခံတော့ကြည့်မရအောင်ကျွန်တော်ကောင်မလေးကြာကြော်ရရင်မယ်ကျွန်တော်အမိဘကြီးကြာမရအမေမနေ့တိုင်းကျွန်တော်သဲတယ်ကြည့်မလားနင်ဘာလို့နေရလဲဒီပုံးမဲ့မျက်နှာနဲ့မပေါ်မျိုးလုံးကြီးပြတ်တော့မယ်ဘာပြောလောက်အဲ့လိုချိန်ကြတော့ကျွန်တော်လည်းစိတ်သိရရတယ်ဗျာအမေကိုဘာပြောလာလဲမရဘာညာတာကကျွန်တော်ပြောလိုက်အောင်အခုချိန်မှာတော့အမေကြီးကမရဘူးလေတုံ့ပြန်မှုတွေကျွန်တော်ရလာတယ်အဲ့လိုချိန်မှာကျွန်တော်ရန်ဝမ်းတာအဲ့လိုပဲခု brother တို့ကျွန်တော်ပြောချင်တာကအသေးကွဲနိုင်တော့မလုပ်တင်လဲဆိုတော့တယောက်တည်းတော့လုံးဝမနေသင့်ဘူးတကယ်လို့တယောက်တည်းနေခြင်းပြီဆိုလဲလုံးဝသချင်းသားမထောင်ပါနဲ့ခုရှိပါတယ်ဂျိုးလေးတို့ဂျိုးလေးတို့ကိုးလေးတို့အဲ့လိုသချင်းတွေပေါ့ကောင်းလားဆိုတော့ကောင်းတယ်သူတို့ဘက်ကကျွန်တော်တို့ပုံမှန်စိတ်ကကြည့်လို့ဆိုရင်ကျွန်တော်အသေးကွဲလောက်ထိကြတယ်ဗျာကျွန်တော်ဂျိုးလေးသချင်းသားထောင်ပြီးလို့ရှိရင်ကျွန်တော်ဒီလိုလုံးဝအောက်ကြီးကိုထိုးကြအောင်အဲ့လိုထိုးကြအောင်လို့ရှိရင်ကျွန်တော်တို့စိတ်ကြီးလုံးဝအခင်မတီးဘဲနဲ့ဒီလောကကြီးမနေချင်တော့ဘူးတက်တည်တော့မဲ့အိမ်လိုဖြစ်တကယ်တမ်းတက်တည်ရောဒီအပူကြီးငြိမ်းရမလားကျွန်တော်မေးချင် brother တေချာစဉ်းစားကြည့်တက်တည်မယ်သူတို့ဒီလိုလေးပဲတွေးမယ်တက်တည်လို့ရှိရင် brother တယောက်ခံရမှာ brother တယောက်တည်းမခံရဘူးမိဘတွေခံရမှာbrother ပိုးလာလွယ်ဆယ်လာပုံမွေးတာဗျအဲ့အတွက်အမိဘတွေ brother မတနာပိုးလာလွယ်ဆယ်လာပုံမွေးတာဗျ brother မိဘတွေ brother မတနာဟုတ်လားရောက်တနာတင်တယ်လေbrother ကတည်သွားပြီနောက်ပိုင်းနောက်ဆက်တွဲကသူတို့ပဲလောက်ရတော့မှာ brother နာရေးတွေသိရမလား brother မရှိတော့ရင်ဗျသူတို့ကအသက်တပြည့်ပြည့်နဲ့အသက်တွေကကြီးလာမှာအမေဖီတွေက brother တေးကသူတို့ဘယ်လိုလုပ်ကြွေးမလဲအဲ့ဒါကြီးရှိအခုကျတော့ယူမိုက်ဆိုတယ်သိရမလားငါတီလိုက်ရင်ပြီးသွားပါတယ်ဒီကိစ္စကြီးno လုံးဝမဟုတ်ကျွန်တော်တီးရဲ့သူတက်တည်ခြင်းတဲ့လူတွေတို့ပြောချင်တာကျွန်တော်လုံးဝမတနာဘူးပါးတွေရွေးရိုက်တယ်သူတကယ်ပါးတွေရွေးရိုက်တယ်ကိုမှမတနာဘူးဗျာကိုမတနာရင်နေရောမိဘတွေရောတနာတယ်လုံးဝမိဘတွေရောလုံးဝတနာတယ်ဘိုက်ထဲမှာတော့မှဘာမှမဖြစ်အောင်လို့ကိုလာလွယ်ပြန်လာပါဝေးရတဲ့လေးကကြီး brother ခဏလေးတွင်သူ့ရဲ့ရီမန်းချက်တွေသူတို့ခစ်လာမယ်ရီမန်းချက်တွေ brother ရိုက်ထိုးလိုက်တာလေသူပဲမိဘရဲ့တူပေါ်မှာတင်တာမှာဖြစ်တယ်ရှိတာလေကျွန်တော်မေးကြပါဗျာကျွန်တော်မိဘတွေကကျွန်တော်တကယ်ကြအဲ့လိုမချစ်နိုင်ပါဘူးbrother မိဘတွေကမချစ်တော့ဘာဖြစ်လဲအပေါင်းအသင်းတွေကြည့်သေးတယ်ဗျာပတ်ဝန်းကျင်တွေရှိရှိမချစ်တဲ့မိဘတော့လုံးဝမရှိဘူး brother ကျွန်တော်ပြောချင်တာတကယ်လို့ brother မိဘတွေက brother ကိုမတင်သိမ့်ပေးနိုင်ပြီးဆိုရင်တော့မှကောင်းတဲ့အပေါင်းအသင်းတွေရှိအောင်ပါပဲတကယ်လို့ကောင်းတဲ့အပေါင်းအသင်းတွေမရှိဘူးဆိုရင်ကျွန်တော်ရှိတယ်လေကျွန်တော်လာပြောလို့ရတယ်ကျွန်တော်ကောင်းဆုံးနဲ့ဖြည့်ရှင်းပေးသွားပါမယ်ညကျွန်တော်ပြောချင်တာလုံးဝတယောက်တည်းမနေဘူးပဲရှင်းနားမထောင်ဘူးပဲရှင်းတော်မှလို့တွေးရတဲ့ချင်းတွေနားမထောင်ဘူးကျွန်တော်ပြောချင်တာအဲ့တော့ကိုအပေါင်းဆုံးရှင်သန်မှာလူ့ဘဝတာအကောင်းဆုံးသိုးသားနေခိုင်အောင်အချင်းမျက်နှာတကဘာမလုပ်ခဲနဲ့အကောင်းဆုံးသိုးသားဒီဗီဒီယိုလေးကြည့်ပြီးတော့ငါအဲ့လိုလူမျိုးလားဆိုပြန်ပြီးစဉ်းစားကြည့်ရောကိုယ့်ရဲ့ရီးကရောအဲ့လိုလူမျိုးလားအဲ့လိုသိချပြန်ပြီးစဉ်းစားကြည့်ရောစဉ်းစားပြီးတော့လုံးတင်လုံးခိုက်တာကိုလုပ်ပါချိန်လုံးဝမဆွဲပါနဲ့ကျွန်တော်တို့အချိန်ဆွဲလာတာကျွန်တော်ဆိုတက်ဆက်ရှင်းနေဆိုဆက်ရှင်းနေလုံးရှိနေစူးစမ်းဖို့လိုနေဘာသာစင်သားကြီးဒါသာကို16နှစ်တို့19နှစ်တို့ဆက်ရှင်းနေလို့ဆိုပါကျွန်တော်တက်ဆက်ရှင်းနေနောက်3နှစ်နေကျွန်တော်ဘာဖြစ်နေမလဲကျွန်တော်လည်းမသိဘူးအချင်းမြတ်တာတကဘာလာထားနေနောက်3နှစ်နေကျွန်တော်ဘာမှမဖြစ်တော့အဲ့ဒါကောင်းလို့ကျွန်တော်ပြောပြတယ်လုံးဝကျွန်တော်ပြောပြနိုင်အားအကြောင်းမို့ကျွန်တော်အချင်းမြတ်တာတကဘာမလုပ်ဘဲနဲ့ကျွန်တော်တိုးတက်မှုလမ်းလဲရှာတိုးတက်မှုလမ်းလဲဖောက်ကျွန်တော်တို့ရီမန်းချက်လဲထားပြီးတော့ကောင်းလို့ရှိသက်တယ်ကဲဒါကမဲ့ဆိုင်ကျွန်တော်ပြောချင်တာကတော့အသေးကွင်းနေလူငယ်တွေအတွက်ကျွန်တော်အောက်မှာ program တစ်ခုလုပ်ပေးထားပါတယ်အဲ့အောက်မှာ brother နဲ့စိတ်တူကိုယ်တူလည်းပုံရှိတယ် brother ဖြစ်နေတဲ့စေတနာတွေကိုလည်းကျွန်တော်ဒီထဲမှာဆွေးနွေးပေးတော့မှာဖြစ်ပါတယ်ကဲကျွန်တော်အောက်မှာအိတ်ခါပေးတာပါ
အားလုံးဒီညထုတ်တက်ပါတယ်ဘိုင်ဘိုင်